ကဲဒီနေ့ဒီကောင်ခွဲတောင်စားလေးတစ်ကောင်လေးပေါ်လာတယ်နော်ဒီကောင်ကမြောက်နိုင်ကိုတော်တော်လေးကိုကာကွယ်ပေးနေတဲ့ကောင်လေးဟုတ်တယ်နော်မြောက်နိုင်ကိုပဲအပဆိုပြီးအနေတိုင်းအော်နေတဲ့ကောင်နော်ဒီကောင်ကအမေးတမ်းပဲပေါ်တယ်မြောက်နိုင်ပဲဘောပဲမနေလားနော်အဲကြောင့်သူမလာကနည်းနည်းပဲမလာလားအကြီးကိုမလာလားနောက်ထောင်ချပါနောက်ထောင်ချကြော်သွားလိုက်ပါတဲ့လူကတိဆောက်နေတယ်လို့တစ်ဖက်မှာဖြက်စီးတဲ့လူကဖြက်စီးနေတယ်အဲ့တော့တိဆောက်တဲ့လူနဲ့ဖြက်စီးတဲ့လူကြားမှာဘယ်သူကအကျိုးရှိလဲဆိုတော့ဘယ်သူမှအကျိုးမရှိဘူးဖြစ်နေတယ်ရလက်ကတော့ဘာလဲဆိုတော့တိုင်းပြည်ကတစားစားနဲ့ပိုပျက်စီးလာတယ်ဆိုတော့ပဲရတယ်နော်အဲ့ဒါပဲရတယ်အဲ့တော့အဓိကအဖြစ်ကဘာလဲဆိုတော့လက်ရှိအနေထားမှာဟာလားဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့သူ2021ခုနှစ်အာဏာထိန်းတဲ့အချိန်ကတည်းကစပြီးတော့ဟုတ်လားပြောထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းဒီဇိုင်းမမတ်လှုပ်ဆောင်လာတာကိုတွေ့ရတယ်လို့ဒီလုပ်ငန်းစဉ်တွေဟာလည်းအချိန်ကြာလာတဲ့အမျှအောင်မြင်လာတာကိုအားလုံးတွေ့ရမယ်ဟုတ်လားအဓိကထောက်ပြပါဆိုရင်ဥပမာထားပါတော့2021မြောက်နိုင်ကိုတော်တော်မနေတယ်နော်မြောက်နိုင်လောက်ရအကောင်လုံးမှန်တယ်မြောက်နိုင်လောက်တာကတော်တော်လေးအောင်မြင်လာတယ်ဘာမှမဆိုဒီကြောင်းတွေအကောင်လုံးပြန်တက်လာတယ်ကျောင်းတွေအကောင်လုံးပြန်တက်လာတယ်စာမေးပွဲတွေပြန်ဖြေလာတယ်ပြီးတော့ကုန်စီတွေအကောင်လုံးတွားလာတယ်အကောင်လုံးစာနယ်ရိတ်ခါတွေအကောင်လုံးပုံမှန်ဖြစ်တယ်သူကချင်းထဲနေတာနော်ချင်းထဲတာကိုမှလည်းထက်အပေါက်တက်လေးမှမထဲနဲ့အကြီးကြီးမှထက်ဒီလိုသူမျိုးလုံးကအစသူစပင်ကအစသူပစကအစသူကတော်တော်လေးကိုပေါ်မှနေတာနော်ပြောခိုင်းကြည့်မယ်ဒီဟလာဒီနိုင်ငံရေးအကျက်တဲတွေဖြစ်တဲ့အချိန်မှာတစ်ဖက်မှာရှိတဲ့အုပ်စုတွေကဆရာဝန်တွေကိုဆေးရုံမသွားခိုင်းဘူးကလေးတွေကိုကြောင်းမတက်ခိုင်းဘူးဆရာမတွေကိုကြောင်းမသွားခိုင်းဘူးဘတ်စကားတွေယထာတွေအကုန်လုံးဟလာပြောရရင်တော့ဗျာအစိုးရကိုစန့်ကျင်ခိုင်းတာပေါ့ဒါပေမဲ့အဲ့ဒီ2021ကနေစတင်လိုက်တဲ့အစိုးရအဖွဲ့ပေါ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဟောတာဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲအိမ်ဆောင်အစိုးရပေါ့နော်ဒီအစိုးရအဖွဲ့ကအဲ့ဒီတည်းကစပြီးတော့ဟလာတိုင်း你少说要那么ပြောနဲ့အိမ်ဆောက်တာမဟုတ်ဘူးအိမ်ဖြက်တာအိမ်ပျက်စီးတာဘုံကိုကျဲပြီးတော့အိမ်ဖြက်စီးတာအိမ်ကိုမိရှုတာလူကိုတတ်တာအိမ်ဆောက်ဆိုရပြောရရသေးတယ်ဆက်ရှာလည်းမရှိဘူးအဆက်လည်းမရှိဘူးမရင်းကိုချင်းလူကိုမရင်းချင်းတယ်လူကိုတတ်တယ်အိမ်ကိုဖြက်စီးတယ်အဲ့ဒါကအိမ်ဆောက်ဆိုရလား你ဦးနောင်ကတက်တယ်လေညောင်းလိုက်ကိုပဲပေါ်မနေတာညမှာလည်းညအေးတဲ့ချိန်မှာလည်းမမယ်ထင်တယ်ဒီကောင်မဟုတ်တဲ့ဟာတွေစောက်ပြောပြီးတော့လေချင်းကိုပဲအများအားထဲနေတာနေတိုင်းကအများအားနေတိုင်းထဲတဲ့ကောင်တွေပေါ့နော်ຢာတွေကကြီးပြီးတော့နည်းနည်းတုံးတကြပါအောင်နည်းနည်းဆင်ချင်ကြပါအောင်ဒီလိုလူတွေစခွဲကိုထောက်ခံတဲ့လူတွေခွဲတောင်းစားတွေကိုသူတို့ပြောတာကအကုန်လုံးမယုံကြပါနဲ့နိုင်ငံကိုဖြစ်စီနေတဲ့ကောင်တွေကဘယ်လိုပြောတာလဲသိလားလာဒီဆောက်တယ်တဲ့လူထားလာဒီဖောက်တယ်တဲ့လေရင်ကွေးတွေဆောက်တယ်တဲ့လေရင်ကွေးဆောက်တာကတော့နိုင်ငံတနိုင်ငံကပြောချင်မှမလို့တာလာဖောက်တာတော့ပြောချင်မှမလို့တာသူပိုက်ဆံမှမဟုတ်တာပြည်သူလူထုပိုက်ဆံပဲလေသူဖောက်လို့ရတာပဲပြည်သူလူထုကခွန်ရီကောက်ပြီးတော့ပြည်သူလူထုပိုက်ဆံပဲလေအကုန်လုံးလေကွင်းဆိုတော့ပြည်သူလူထုဥစ္စာပဲသူပိုက်ဆံတပြားမှမကုန်ဘူးသူပိုက်ဆံတပြားမှကုန်ရှာတပြားမှကုန်ရှာအကြောင်းမရှိဘူးသူများနိုင်ငံဆိုရင်တော့လူထားလားဆိုတော့အကုန်လုံးပစ္စည်းနဲ့ပဲလောက်တော့တာကိုယ်နိုင်ငံမှာပြေသမင်းချဲလာတော့မှခင်းနေချဲရတယ်မိသွေးနေချဲရတယ်ဆက်ရှာကြီးမိလဲမလားတနာကြီးလားတနေ့ကောင်မိကမိတ်တားမြေတွေထိုးနေကြတယ်ဘယ်ရောက်ကတားမြေလာရောက်တယ်ဘယ်ရောက်ကလာရောက်တဲ့ဥစ္စာကအတူတူပဲလာရောက်တယ်မြန်မာကအကောင်လုံးပတ်စံကအကောင်လုံးဘယ်ရောက်ပစားထဲမှာအကောင်လုံးပြန်ထဲတယ်ဒီရှိဥစ္စာတွေအကောင်လုံးတရုတ်လက်ထဲမှာအကောင်လုံးထဲတယ်ပညာရှိတဲ့လူတွေကအကောင်လုံးပတ်စံယူပြီးတော့ခုနောက်မရှိတဲ့လူတွေကစင်းရခံရတာအဲ့ဒါကဘယ်လိုကြောင့်လဲခေါင်းဆောင်တွေမကောင်းလို့အဲ့လိုအကောင်လုံးဖြစ်နေတာခေါင်းဆောင်ကဥနှောင်းမရှိလို့နိုင်ငံမှာတွင်းတဲ့ပစ္စည်းတွေအကောင်လုံးသူများလက်ထက်ရောက်ပြီခေါင်းဆောင်ကောင်းတော့ဒီလူထုတွေအကောင်လုံးချမ်းသာမှာပြောချင်မလို့သူများနိုင်ငံမှာကျွန်တော်ကလိုခံပြီးတော့ပြန်အလုပ်လုပ်ရတဲ့ချိန်အကောင်လုံးရောက်နေပြီအဲ့ဒီချိန်မှာမြောက်လိုင်းကပြန်မွေလာတယ်ဘယ်တော့မှလက်မဆုပ်ကြပါနဲ့ဒီလိုတွေကပုံမှန်ဖြစ်နေတယ်မြန်မာပြည်ကပုံမှန်ကြွားလာလှုပ်ရှားနေကြတယ်စီးပွားရေးချိန်နေတဲ့ပုံမှန်ဖြစ်နေတယ်ချင်းပဲဒီကောင်အမေလာမချင်းထက်နေတော့ချင်းနေတဲ့ကောင်တွေနည်းနည်းပါတော့ဆင်ချင်ကြပါအောင်စာမေးပွဲဖြေတာကတော့ကောင်းတယ်ဘယ်နေရာပဲဖြေလူတယောက်အတွက်ပညာဆိုတာကတော့လူခိုးလို့မရဘူးတင်ရမှာနေရာတိုင်းမှာရောက်တဲ့နေရာတိုင်းမှာတင်ရမှာအဲ့ဒါက
ရွာကလေးမှာကြောင်းဖွင့်တာတို့သူတို့ကပုံမှန်ဖြစ်နေတယ်ကြောင်းဖွင့်နေကြောင်းတက်နေတယ်ဆိုတဲ့ဟာတွေအကုန်လုံးကြွနေတာနော်ကျင်းထင်းနေတာသူတို့တွေကဘောင်းချိတ်ပြီးတော့ကလေးတွေပုံမှန်ကြောင်းလည်းမတက်နိုင်ဒလမှာတရက်တဲ့တနေ့မှာ15ရက်ဒလပဲတက်နိုင်မှာနီးနာမှာဆိုလို့ဆံမြစ်ကိုဖြေခိုင်းတာပဲရှိတယ်နော်အဲ့ဒါသူတို့တွေတိုင်းပြချင်နေပုံမှန်ဖြစ်နေတယ်ကျင်းကိုပဲထဲနေတာနော်ကြီးတဲ့လူတွေနည်းပါပါတော့ဆင်ချင်ပြီးတော့တုံးတက်ကြပါအောင်နော်စီးပွားရေးဆိုတော့သူတို့တွေလက်ထဲရောက်ဖို့ပဲသူတို့တွေလုံးနေမှာနော်ပြည်သူလူထုတွေလုံးဝမစင်စားဘူးပြည်သူလူထုအလို့တမလောကခါပြလဲမစင်စားဘူးသူတို့လက်ထဲပတ်စံရောက်ရင်ပြီးရောဆိုတဲ့ပုံစံဘာမှမဆိုသူတို့တွေကအဲ့လိုလုပ်နေတာနော်အခုပညာရှင်တွေပညာတတ်တွေအများကြီးပေါ်လာပြီနော်သူများနိုင်ငံနဲ့ထိုင်းပြီးတော့သူများနိုင်ငံနဲ့ရှင်ပြီးတော့ policy အသိဆွဲလို့ရပြီ policy အသိဆွဲလို့ရတယ်နော်အဲ့ဒီ policy ဆွဲပြီးတော့နိုင်ငံသူနိုင်ငံသားအားလုံးမြင့်မြတ်တတ်တော့လာလှုပ်ရှားနိုင်ခွင့်ရအောင် policy လည်းရတယ်ပညာရှင်တွေတော်တော်များများကိုလုပ်တတ်တယ်အဲ့ဒါတွေလုပ်ပြီးမှသူများနိုင်ငံနဲ့ရှင်အောင်တော့လာလှုပ်ရှားလို့ရအောင်ဟာပုံတွေနေရာတိုင်းမှာပါရှာမလို့ပဲနဲ့ ID ကတစ်ခုတည်းနဲ့နေရာတိုင်းမှာတုံးလို့ရအောင်တုံးလို့ရတယ်ကိုပတ်မှတ်ပုံနဲ့မဲလာကင်ဆောင်နေတယ်မလားဆက်ရှာကြီးစက်ကူသူများနိုင်ငံမှာဆိုတော့ chip လေးကိုကင်ရတာကင်ရှာတော့မလို့ဖုန်းတစ်လုံးရှိတာတော့မှကောင်းတော့ပြည့်စုံရှိတယ်မိတော့ကောင်းမလားဘူးလက်ထရတော့ပြောလို့မရဘူးပြောတော့ပြောချင်မလို့ဆက်ရှာကြီးမာလာနိုင်ငံမဖြစ်အောင်တုံးတကြပါနော်မာလာနိုင်ငံဖြစ်လို့ကတော့သွားပြီအဲ့ဒီကောင်တွေမိဖြတ်ပြီးတော့သူစပင်တုံးဖြိုနေပြီအဲ့ဒါတော့မာလာကိုမနေရတဲ့တယ်တုံးတကြပါအောင်ဒီမှာကျောင်းတွေပြန်ဖွင့်မှုစေးရုံတွေပြန်ဖွင့်မှုရေရထားတွေပုံမှန်အတိုင်းပြန်လဲမောင်းနေနိုင်မှုပုံသဏ္ဍာန်မျိုးနဲ့ကြိုးစားခဲ့ဒီကနေ့ဆိုလို့ရှိရင်အတော်အောင်မြင်နေတာတွေ့ရတယ်ဒါအားလုံးမြင်တဲ့အတိုင်းပဲအဲ့တော့လက်ရှိအနေထားမှာတစ်ဖက်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေရဲ့လှုပ်ဆောင်ချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ဂျပန်အုပ်စုတွေကဒီကနေ့အထိကိုအဖျက်လုပ်ငန်းစတင်တဲ့ဖျက်လာတဲ့လုပ်ငန်းတွေကဒီကနေ့အထိကိုအဖျက်လုပ်ငန်းတွေနဲ့ပဲနေ့တူကသွားနေကြအောင်ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဂျပန်အုပ်စုတွေအတွက်ဘာအကျိုးများမှမရသလိုတစ်ဖက်မှာရှိတဲ့ပြည်သူလူထုတွေရဲ့နေ့တူကဘဝတွေအတွက်လည်းငြိမ်းချမ်းမှုမရှိဘူးအဲ့လိုပဲဘာလဲဆိုတော့အကျိုးရလက်ကဘာလဲဆိုတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းပဲဒီဘက်မှာဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကကျောင်းဖွင့်တယ်လက်နက်ကင်အုပ်စုရလာပြီးကျောင်းကိုပိတ်တယ်ကျောင်းသားတွေကိုပြန်ပေးဆွဲတယ်ဆရာဆရာမတွေကိုပြန်ပေးဆွဲတယ်ဒီဘက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကစေယုံဖွင့်တယ်စေယုံလာပြီးဘုံခွဲတယ်ဆရာဝန်ဆရာမတွေကိုပြန်ပေးဆွဲတယ်အတင်း CDM လုပ်ခိုင်းတယ်ကျောင်းဖွင့်တယ်ကျောင်းဒီလိုပေါ့ဗျာအကုန်လုံးကဒီလိုပတ်ချတယ်ရထားတွေကိုပြန်ဆွဲတယ်ရထားလမ်းတွေကိုဘုံခွဲတယ်မော်တော်ကားတွေအခုမော်တော်ကားတွေအကုန်လုံးပုံမှန်အတိုင်းပြောလို့ရှိရင်စီးနေပြောနိုင်ငံနဲ့ပြန်ပြီးတော့အရင်လိုတည်တည်ငြိမ်ငြိမ်နဲ့စီးစင်းနိုင်အောင်နိုင်ငံတော်အစိုးရကလှုပ်ဆောင်တယ်ဒီဘက်မှာအခုပြည်သူတွေတောလာနေတဲ့လမ်းတွေမှာတိုက်ပွဲတွေပေါ်ဆောင်တယ်အဲ့တော့ပြောရလို့ရှိရင်အဓိကအကျိုးရလက်ကိုပြောပါဆိုရင်အကျိုးရလက်ကတော့တိုင်းပြည်ပျက်စီးတာရဲ့ပြည်သူလူထုတွေရဲ့နေတူဘဝတွေတည်ငြိမ်အေးချမ်းမှုမရှိတာရဲ့ဒါပဲရှိတယ်ဒါပဲရှိတယ်ဒီလက်နက်ကင်စုပူတောင်းကျမ်းမှုရဲ့အကျိုးရလက်ကဒီဘက်မှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့သူ့ရဲ့ရည်မှန်းချက်တွေကိုတဆင်ပြီးတဆင်အကောင့်ထဲပေါ်နေတာတွေ့ရတယ်။ကောင့်ထဲပေါ်တဲ့ဟာအားလုံးကလည်းရေတိုမှာမအောင်မြင်ဘူးလေရေရှည်မှာအောင်မြင်တဲ့ရလဒ်တွေကျွန်တော်တို့တွေ့လာရတယ်။ဒီကျောင်းတွေဆိုလို့ရှိရင်လည်းတစ်ဖက်မှာရှိတဲ့အုပ်စုတွေကကျောင်းတွေမဖွင့်မှုကျောင်းတွေမတက်ဖို့ပုံသဏ္ဍာန်မျိုးချင်းချောင်းပြီးတော့တားလိုက်6တစ်ခါ6တလဲပေါ့ပုံသဏ္ဍာန်မျိုးတားပေမဲ့လက်ရှိအနေထားမှာကျောင်းသားမိဘတွေရဲ့တတိအစိုးရရဲ့တာဝန်ယူမှုပေါ့နော်အဲ့နှစ်ခုပေါင်းပြီးတော့ကျောင်းတွေဖွင့်လာလိုက်တာဒီကနေ့ဆိုရင်ဒီ grade 12ခေါ်မှာပေါ့ကျွန်တော်တို့ခေတ်တုန်းကတော့ဒါ10တန်းပေါ့နော်ဒီ grade 12ဆောင်ပွဲမှာကျောင်းသားပေါင်း2သိန်းကျော်ဝင်ရောက်ဖြည့်ဆို့တဲ့အဆင့်ရောက်လာတယ်ပြောရရင်တော့ဒီလက်နက်ကင်အကြမ်းဖက်အုပ်စုတွေရှိတဲ့နေရာတွေကလွဲပြီးတော့ကျန်တဲ့နေရာတွေမှာပုံမှန်အတိုင်းကျောင်းတွေပြန်ဖွင့်ပြီးတော့ဆောင်ပွဲတွေပြန်ပြီးတော့စစ်နိုင်လာတာကိုဒါအားလုံးတွေ့ရမယ်ဒီပြောရလို့ရှိရင်ဒီ10တန်းဆောင်ပွဲဒီ grade 12ဆောင်ပွဲဆိုတာမြန်မာနိုင်ငံရဲ့အနာဂတ်လူငယ်တွေကိုမွေးထုတ်တဲ့ဆောင်ပွဲပဲနော်ဆောင်ပွဲပဲဒါကိုလည်းနိုင်ငံတော်လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ပြောရရင်အကောင့်ထဲအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်တယ်ပေါ့နော်နောက်တစ်ခုကမီးရထားလမ်းတွေအဆင့်ပြနေနိုင်တယ်
ပုံမှန်အတိုင်းပြေးဆွဲလို့ရအောင်ဟုတ်လားဆောင်ရွက်တယ်နော်မော်တော်ကားလိုင်းတွေလည်းဒီလိုပဲပြီးပြောရတော့ပြည်သူလူထုရဲ့လမ်းပန်းဆက်သွယ်ရေးပေါ့နော်လမ်းပန်းဆက်သွယ်ရေးတွေကိုအရင်လိုပုံမှန်ကူးလူဆက်သွယ်နိုင်အောင်တည်ဆောက်နိုင်တယ်ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဓိကအားဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာသူချမှတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုတဆင့်ပြီးတဆင့်အကောင့်ထဲပေါ်နိုင်တယ်အဲ့တော့ကျွန်တော်ကဘာကိုပြောချင်တာလဲဆိုတော့အဓိကအားဖြင့်ဒီရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းတချို့ပြည်သူတွေကြားမှာတူလို့တွေပြောနေရရှိတယ်တချို့ဆိုလို့ရှိရင်လည်းကျင်းပနိုင်ပါမလားတို့ဂျမ်ဖက်အုပ်စုတွေကတော့သိတဲ့အတိုင်းပဲကျင်းပရင်ကျင်းပကြည့်လို့ပုံသဏ္ဍာန်မျိုးမျိုးနဲ့ချင်းကြောင်နေဒါပေမဲ့ကျွန်တော်အနေနဲ့ပြောပါဆိုရင်ဒီရွေးကောက်ပွဲလည်းအောင်မြင်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်မှာကစနစ်တကျနဲ့အကောင့်နဲ့ပေါ်နေတာ။ဟိုဘက်ကတစ်ဖက်ကအကြမ်းဖက်အုပ်စုတွေကကြတော့စနစ်တကျနဲ့ဖျက်ဆီးနေတာ။အဲ့နှစ်ခုကြားမှာကွာဟချက်ကတော့အရင်ရှိကွာဟချက်အကြီးကြီးရှိတာ။ဒါပေမဲ့မင်းတခြားနဲ့ဖြစ်စစ်နေတာတဲ့လို့ရင်လောက်ချိပါတဲ့သူကတော့သူ့နှောင်းနဲ့ပဲပြောတာနော်ဒါပေမဲ့တိုက်ပြီးဖြစ်စီတဲ့လူတွေကတော့ပြောချင်လို့သူတို့တွေက online မှာပဲပြောနေတယ်ဆိုတော့ငါတို့တွေလည်းပြောလို့ရတယ်လေလိန်ညာပြီးတော့ပြောတယ်ဆိုတော့သူကချိုးမှမရှိတဲ့ဟာတွေရောဘယ်သူမှမပြောချင်ကြတာအမှန်တိုင်းပဲပြောတာတော့ကောင်းဆုံးဆိုပြီးသူတို့တွေကမပြောဘဲနဲ့သူတို့လောက်တာကိုလက်တွဲနေပဲလုံးနေကြတာသူတို့လိုမျိုးလိန်ညာပြီးတော့မဟုတ်တဲ့ဟာတွေအမှန်ဖြစ်အောင်တည်တဲ့လူတွေကိုမတည်ဘူးစေးအောင်တင်းနေတဲ့အဲ့လိုမျိုးပုံစံခိုးတဲ့လူကမခိုးဘူးခဏတာပြောက်တယ်အဲ့လိုမျိုးလူဆိုရင်တော့ပြေးဆွဲတဲ့လူတွေဆိုရင်တော့သူများမျိုးလို့စီမှာသွားတယ်အဲ့လိုမျိုးလိန်ညာပြီးတော့ပြောနေတာနော်အခုနိုင်ငံတကာမှာ2သိန်းစာမေးပွဲဖြေတယ်2သိန်းက minus 200ပဲဖြစ်မှာနော်နေရာကပြင်နေရတယ်နေပြည်တော်ပဲဖြစ်မှာကျန်တဲ့နေရာမဟုတ်ပါဘူးနေပြည်တော်တဝိုက်ပဲဖြစ်မှာကျန်တဲ့နေရာကျတော့ဖြေတဲ့လူတွေကျတော့သူကြီးတာတော့ဒီတဲ့ထိချုံနေနေမှာဖြေတဲ့လူတွေပဲဒါတော့သူတို့တွေအကောင်လုံးပေါင်းပြီးတော့ပြန်ဖြစ်ပေးတာပေါ့နော်ဒါတော့နေပြည်တော်နေမြေမှာဖြေတဲ့လူတွေကတော့သူတို့ဟာပေါ့ကျန်တဲ့နေမြေမှာဖြေတဲ့လူတွေက PDF လက်ထက်ဥစ္စာတွေဆိုတော့သူတို့ပေါင်းလို့မရတဲ့ဥစ္စာတွေသူတို့အကောင်လုံးပြန်ပေါင်းပြီးတော့တင်းလို့ပြောတာပဲရှိတယ်နော်ဒီလူတွေအဲ့ဒါတွေပြန်စဉ်းစားပြီးတော့ပြန်သုံးသပ်ကြပါအောင်လို့ကဲဒါပဲနော်ဒီကောင်တွေလိန်ညာပြောနေတဲ့ကောင်တွေကိုရှင်လောက်တာကတော့အများနဲ့ငါတို့မလုံနိုင်ပြတဲ့ခါကျတော့ဒီလိုမျိုးလိန်ညာပြောရဥစ္စာတော့ပြည်သူတွေအကောင်လုံးကြီးတဲ့အတိုင်းပဲဆင်ခြင်ပြီးတော့သုံးသပ်ချက်ပါအောင်နော်ဒါပဲကြည့်ပြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်နော်